မော်ဘီမှာခင်မုန်းတဲ့ကြောင့်အနေဆက်ရောက်သွားတဲ့အမျိုးသမီးနဲ့ပတ်သက်လို့သိကျင်နေကြတဲ့အပေါ်မှာအခုလိုအမှန်တရားတွေကိုချပြလာတဲ့သူတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အေဂရစ်တန်ယာတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရပိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာရောပြင်ပလောကမှာပါအင်မတန်မှဝမ်းနည်းကြေကွဲစရာကောင်းတဲ့သတင်းတစ်ခုကတော့မော်ဘီမြို့နယ်ကအိမ်တောင်ရှင်အမျိုးသမီးလေးမဟိမန်သူခေါ်မတ်တဲတဲလို့ရဲ့အသတင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီသတင်းစိုးကြီးရဲ့နောက်ကွယ်မှာပို့ပြီးရင်နာစရာကောင်းတာကဆုံးပါသွားရှာတဲ့အမျိုးသမီးလေးရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမယ်မဟုတ်မမှန်သတင်းတွေပြန့်နှံ့နေတာပဲဖြစ်ပါတယ်Facebook စာမျက်နှာတချို့နဲ့လူတချို့ကဘာမှခိုင်လုံတဲ့အထောက်အထားမရှိပဲမဟိမန်သူဟာအိမ်ထောင်ရေးနောင်မီးလေးနေလို့ခင်မုန်းဖြစ်သူကဆုံးပါသွားသူကိုထပ်ဆင့်ပြီးတော့အခုလိုမျိုးချိုးနေလိုက်တဲ့သတင်းတွေကိုဖြန့်ဝေနေကြတာပါတချို့တွေဆိုရင်ဘယ်သူနဲ့ခိုးတွဲနေရမှာဆိုပြီးအတိအကျသတင်းလိုက်ဖြန့်နေကြတာကတကယ်ကိုစိတ်ကုန်စရာကောင်းပါတယ်ဒီလိုထင်ရမြင်ရပြောဆိုတာတွေကနင့်နာသူအမျိုးသမီးလေးအတွက်လူတွေမကသူမရဲ့ဂုဏ်သိက္ခာနဲ့အကျင့်တရားကိုပါထပ်မံပြီးတော့နာမည်ဖြတ်တယ်လို့ဖြစ်နေခဲ့တာပါဒီလိုမဟုတ်မမှန်ဆွဆွဲချက်တွေကြောင့်မဟိမန်သူရဲ့အမအရင်ဖြစ်သူကညီမဖြစ်သူရဲ့ဂုဏ်သိက္ခာအတွက်ရှေ့ထွက်ပြီးတော့အမှန်တရားတွေကိုရှင်းပြလာခဲ့ပါတယ်သူမကညီမလေးဟာသူ့ယောက်ျားကိုဘယ်လောက်ချစ်တယ်လဲဆိုရင်ဘယ်သူကမှသူ့ယောက်ျားမကောင်းကြောင်ပြောတာကိုတောင်အပြောမခံခဲ့တဲ့သူလို့ဆိုပါတယ်ဒါတင်မကသေးပါဘူးအမဖြစ်သူကိုယ်တိုင်ကတရင်အမှားလွင့်နေတဲ့ကောင်မလေးတယောက်ကိုရှာဖွေပြီးတော့ရဲစခန်းတိခေါ်ဆောင်သွားခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီသူက16ဆက်ခွန်အရွယ်လေးဖြစ်တာကြောင့်ညီမဖြစ်သူရဲ့အနာရေးကိုငဲ့ညာပြီးတော့တရားမဆွဲပဲခွင့်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်ဒါကဆိုရှယ်မီဒီယာပေါ်မှာလက်လွတ်စပယ်သတင်းရေးနေကြတဲ့သူတွေအတွက်တော့ကြီးမားတဲ့သတိပေးချက်တစ်ခုပါပဲတကယ်တော့မဟိမန်သူကပဲခူးတိုင်းတာယာဝတီမြို့စားတီဖြစ်ပြီးတော့မနေ့က Miss ပြိုင်ပွဲတွေအလှမဲ့ပြိုင်ပွဲတွေမှာတောင်ပါဝင်ပူတဲ့အထိရုပ်ရည်အင်မတန်ချောမောလှပတဲ့သူတူပါဒါပေမဲ့သူမရဲ့အလှပထက်မိသားစုကိုပို့ပြီးတော့တန်ဖိုးထားခဲ့သူပါမော်ဘီမှာအိမ်ထောင်ကြပြီးရင်နောက်အထည်ချုပ်စက်ရုံတစ်ခုမှာစူပါဖြစ်တာဝန်ထမ်းဆောင်ရင်းနဲ့လူမမယ်သားသမီးလေးတွေနဲ့အသက်ကြီးရနေပြီဖြစ်တဲ့မိခင်အိုကြီးကိုပါစက်ချုပ်အလုပ်လေးနဲ့တစ်ဖက်တစ်လမ်းကနေရှာဖွေကျွေးမွေးနေတဲ့အာကအမျိုးသမီးတူဖြစ်ပါတယ်ဒီလောက်ထိတာဝန်ကျေပွန်ပြီးတော့မိသားစုပေါ်မှာမေတ္တာကြီးမားတဲ့အမျိုးသမီးတဦးကအိမ်တော်ရေးနောင်မီးလေးနဲ့ဆိုတဲ့ဆွဆွဲချက်တွေကတကယ်ကိုယုတ်တိမရှိတဲ့အရာတွေပဲဖြစ်ပါတယ်ဒီမိသားစုလေးကိုပျက်စီးသွားစေခဲ့တဲ့အဓိကတရခံကလူတွေပြောနေတယ်လို့အိမ်ထောင်ရေးကိစ္စမဟုတ်ပါဘူးအဓိကတရခံကယနေ့ခေတ်လူငယ်တွေကိုဖျက်ဆီးနေတဲ့ဆလော့ဂိမ်းတွေနဲ့စိတ်ကိုပြောင်းလဲစေတဲ့စီးပွားတွေပဲဖြစ်ပါတယ်ခင်မုန်းဖြစ်သူကဂိမ်းပေါင်း900ကျော်ကိုဆွေးလန်းကြီးစွာနဲ့ဆော့ခဲ့ပြီးတော့အိမ်ကငွေတွေကုန်ဆုံးလာတဲ့အပြင်အလုတ်ကငွေတွေကိုပါအလွဲသုံးစားလုပ်ခဲ့ရကြောင်းအလုတ်ဖြုတ်ခံလိုက်ရတဲ့သူပါအဲ့ဒီလိုလောင်ကစားအရှုံးတွေနဲ့အတူစိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တော့တဲ့အတွက်စင်ကျင်တုံတရားကင်းမဲ့နေတဲ့ခင်မုန်းဖြစ်သူနဲ့လင်မယားချင်းစကားများရာကနေအခုလိုလက်လွန်ခြေလွန်ဖြစ်ရဆိုကြီးအထိဥတီသွားခဲ့ရဖြစ်ပါတယ်ဒီဖြစ်ရက်ကနေယူသိတဲ့သင်ခန်းစာကတော့လောင်ကစားနဲ့အစေးဝါးတွေကမိသားစုတစ်ခုကိုဘယ်လောက်ထိအမြင့်ပြတ်အောင်ဖျက်ဆီးပြစ်နိုင်တယ်လဲဆိုတာပါပဲအခုတော့ကလေးလေးတွေဟာမိခင်မဲ့သွားရသလိုအဖေကလည်းထောင်နှန်းဆန်ရတော့မှဖြစ်ပါတယ်ဒါကြောင့်မလို့ပရိသတ်ကြီးတို့အနေနဲ့ဆုံးပါသွားတဲ့မဟိမန်သူအတွက်စာနာမှုရှိပေးကြဖို့နဲ့သူမရဲ့အမဖြစ်သူတောင်းပန်ထားသလိုပဲမဟုတ်မမှန်တဲ့သတင်းတွေကိုထပ်ဆင့်ပြီးတော့မဖြန့်ဝေဖို့တိုက်တွန်းရင်မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်